Hello, Chihuahua Minglavia, Quanu to Canada Quanu, Neseniama, no? Neseniama Quanata, Nese Chorinity, the Bessa, no, don't chain meow, Darkwan, the Betty, pre-tinging pipari. No? Okay, Pramazo Pamaqua, breaking a share, biwage. No, to the other pet, not bigger at Pama, Granine, the chop betty, my pia betty, bigger, besta Sakuma, Totwage. Okay, so. အဲ့ဒီ6ပတ်တီးရဲ့မူရဲ့အစပဲကွယ်လီ3ချိန်မြောက်မှာလေဒါမပြောက်ပတ်တီးဖြစ်ပါတယ်လုံးဝကိုမှရှယ်ကောင်းတယ်ဒါကတော့ခွင့်ရှိမှာတော့အကြောင်းမျိုးကြောင့်အဖွဲမဝင်တဲ့ချစ်ဖို့အတွက်ကိုဒါကွန်းကပတ်တီးလေးဖီးတင်ပေးခြင်းဖြစ်ပါတယ်နော်โอเคပါဆိုတော့တပတ်စာခွင့်ရှိမှာအမြဲတမ်းနော်ခုမှကြောပတ်တီးလုံးနဲ့တင်နံ၄ခွက်အဲ့ဒါတကယ်တပတ်စာ၄လုံးခွေအဲ့ဒါတကယ်အဲ့ဒီကနကက်ကိုကန်ဆယ်လို့တဲ့ကွန်းရဲ့ချစ်ဖို့တော့ကွန်းရဲ့ဘိုင်ဘာဖုန်းနံပါတ်3992655383ကိုကွန်တို့ဘိုင်ဘာကနေတက်ဆင့်တနင်္ဂနွေညနေ9:00နာရီနောက်ဆုံးထားပြီးတော့ဆက်သွယ်ပြီးလို့ရပါတယ်နော်โอเคဒါကတော့ကွန်းရှိမှာတီးတန်လေးဒါအဖွဲ့ဝင်တဲ့ချစ်ဖို့အတွက်ကိုကွန်းကဒါတည်တည်ချလေးအဖွဲ့ဝင်ကက်ခေါ်ခြင်းဖြစ်ပါတယ်ဟုတ်ပြီကွန်းကြီးကျွန်တော်တို့ကတော့နှစ်ကက်မလို့ချင်းကိုနှစ်သက်တဲ့တစ်ကက်ပဲလို့ချင်းဆိုလို့ရှိရင်လည်းရပါတယ်နော်โอเคကွန်းကဒီတပတ်စာတစ်ကက်တည်းဟာနော်တပတ်စာကက်တည်းဟာကွန်းကတပတ်မှာတစ်ခါပဲထုတ်တာနော်ပြီးခဲ့တဲ့ပတ်မှာဆိုရှင်လေဒါကွန်းကဒီတပတ်စာကက်ကအစောကြီးထွက်သွားတယ်နော်အစားနေမှထွက်သွားတယ်ဆိုကြံရက်မှာကွန်းနေနဲ့ပြန်ပြီးတော့မထုတ်တော့နော်ကြံရက်ဒီမှာလေဒါတပတ်စာကက်တည်းကထွက်နေတော့မယ်နော်တပတ်စာကက်ကကွန်းကနော်စောစောထွက်ရင်လေပြန်ပြီးတော့မထုတ်ဘာလို့ဆိုလို့ရှင်ကွန်းကတပတ်စာကက်တည်းထုတ်ရတာပြင်မှန်းလို့နော်တေချာလေးအောင်ဆူဆိုင်ပြီးတော့ထောရတယ်ဒီအကြောင်းမလို့အမြန်များလိုချင်တဲ့ချစ်ပေါ်တွေကတော့တေချာပေါလာခဲ့ညောကွင်းအာမခံလာမိလို့ရှိရင် 100% အာမခံပါတယ်နော်ဟုတ်ပြီအမြဲရအောင်လိုက်ချင်တဲ့ဆိုတဲ့ချစ်ပေါ်ရတော့ဒီတပတ်စာကတ်တီကိုလိုက်လို့ရှားပါတယ်နေ့တိုင်းကနာတာကွန်းကအမြဲရအောင်ကစားလို့ဒါတိတ်ပြီးတော့အဆင်မပြေဘူးပေါ့နော်ဒီတပတ်စာကတ်တီရတော့ဒါအဆင်ပြေတယ်နေ့တိုက်ကလည်းဒါကွန်းကဒါခွင်ကောင်းတဲ့ခါကြရင်တော့ဒါနေ့တိုက်တွေကတင်လို့ရတယ်ပေါ့နော်မလွဲအေခံပေါ့နော်အကျွေးရှိတဲ့မိတ်ဆွေတက်တွေကလည်းအကျွေးကြီးကစားလို့ရပါတယ်ကွန်းကက်ကိုကွန်းအာမခံတယ်နော်လူအောင်ချစ်ပေါ်တွေကကွန်းစောစောလေးဆက်သွယ်ပြီးโอเคဒါဆိုရင်ကွန်းစလိုက်မယ်နော်โอเคပါဆိုတော့ပထမဆုံးစုစုပေါင်းကွန်းမူဆိုင်2ဆိုင်ရှိတယ်ပထမဆုံးမူဆိုင်တစ်ဆိုင်ကဒီလိုရှိမယ်ဗျဒီမှာကွန်းတို့3ခွင်3ငါအဲ့ဒီလေးလုံးရှူယူတဲ့ပေါင်းချင်းတိတ်မှာဖြစ်ပါတယ်ခွန်းသုံးမိုင်း3ပေါင်း3ရ5ရပေါင်း8โอเคအဲ့ဒီ8တော့မိုင်းကကွန်းတို့1ရက်2ရက်3ရက်4ရက်5ရက်တူမှာ8ဘူးစုရ8ပိုင်းကအစားနေမှနေထွက်သွားတယ်โอเคဒါဆိုရင်ကွန်းတို့ဒုတိယတမှုဆက်သွားမယ်ဒုတိယတမှုကကွန်းဒီလိုရှိမယ်ဗျဒုတိယတမှုကဒီမှာကွန်းတို့ခွင်4 3ခွင်လေးလုံးပေါင်းချင်းသူကနှစ်ခက်ရှုမှာဖြစ်ပါတယ်ရိုးရိုးနှစ်ခက်ပေါ့နော်โอเคပါပထမတမှုကရိုးရိုးဒုတိယတမှုကနှစ်ခက်ခွင်းသုံးပေါင်း3 4ပေါင်း4ခွင်းပေါင်း1ရဲ့နှစ်ခက်က8အဲ့ဒီ8ပိုင်းကအစားနေမှနေထွက်သွားတယ်8ဘူးဆိုပြီးတရောပေရောအပူနေတလုံးကိုပြီးသွားတယ်နော်โอเคဒါဆိုရင်တော့ဒုတိယတစ်ခက်ကိုဆက်သွားမယ်ဒုတိယတစ်ခက်ရဲ့အနီလေးနဲ့ပထမတမှုကလည်းဒီပေါ်ရဲ့ဖော်မူလာတိုင်းဖြစ်ပါတယ်ဒီမှာကွန်းလို့9ခွင်းနဲ့9โอเคအဲ့ဒီလေးလုံးရှူရှူတဲပေါင်းချင်းထိမှာဖြစ်ပါတယ်ငါးပေါင်း3ရခွင်ပေါင်းခွင်ရ2ရပေါင်း9โอเคအဲ့ဒီ9တလုံးပိုင်းက1ရ2ရ3ရ4ရ5ရတွင်မှာ9ပိုင်းဆိုပြီးတော့ပက်ဆက်ဆက်အပီးကျန်သွားတယ်ဒါဆိုရင်ဒုတိယတမှုဆက်သွားမယ်ဒုတိယတမှုကလည်းကွန်းတို့ထူထူမဟုတ်ဘူးဒီအပေါ်ရဲ့ဖုံးလာတိုင်းဖြစ်ပါတယ်ဒီမှာကွန်းတို့4 3 5ခွင်လေးလုံးပေါင်းချင်းနှစ်ခက်ဟုတ်ပြီခွင်9ပေါင်း2 3ပေါင်း2 2ရ4ပေါင်း6 6ရနှစ်ခက်က9အဲ့ဒီ9တလုံးပိုင်းက1ရ2ရ3ရ4ရ5ရတွင်မှာ9ပိုင်းဆိုပြီးတော့ပက်ဆက်ဆက်အပီးကျန်သွားတယ်ဒါဆိုရင်တတိယတစ်ခက်ကိုဆက်သွားမယ်တတိယတစ်ခက်ရဲ့ပထမဆုံးတမှုကဒီအပေါ်ရဲ့ဖုံးလာအတိုင်းဖြစ်ပါတယ်ဒီမှာကွန်းတို့3 4 6ရိုးလေးလုံးတဲပေါင်းရင်တိတ်မှာဖြစ်ပါတယ်3 4ပေါင်း4 6ပေါင်း3 6ပေါင်း6โอเคအဲ့ဒီ6တလုံးပိုင်းကဒါပြီးခဲ့တဲ့ဘက်မှာကွန်းပြီးလိုက်တဲ့မူနော်အဲ့ဒီ6တလုံးပိုင်းက1ရက်2ရက်3ရက်4ရက်5ရက်တွင်မှာ6ပိုင်းဆိုပြီးတော့ပက်ဆက်ဆက်အပီးချမ်းပါတယ်ဒါဆိုရင်ဒုတိယတမှုဆက်သွားမယ်ဒုတိယတမှုကဒီလိုရှိမယ်ဗျဒီအပေါ်ရဲ့ဖုံးလာတိုင်းမယ်နော်ဒီမှာကွန်းတို့6 3 6 4ပေါင်းချင်းနှစ်ခက်
46ပေါင်း3 3 ပေါင်း3 36ပေါင်း9 9ရဲ့နှစ်ခက်က6အဲ့ဒီ6တလုံးပိုင်းက1ရက်2ရက်3ရက်4ရက်5ရက်တွင်မှာ6ပိုင်း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 ဆိုပြီးတော့ပဆက်ဆက်အပေးချမ်းသွားတယ်ဟုတ်ပြီဒါဆိုရင်ကွန်တို့ဒီ22ရက်6လ2020မှာ26ရက်6လ2020အထိတစ်ပတ်စာလုံးဝခုမှမပြောက်တဲ့တလုံးပိုင်းပတိရဲ့ပထမဆုံးတမှုကတော့ဒီအပေါ်ရဲ့ဖော်မူလာအတိုင်းဖြစ်ပါတယ်ဒီမှာကွန်တို့1 5 6 1နော်ယူယူလေးလုံးတဲပေါင်းချင်းထိပ်မှာဖြစ်ပါတယ်โอเคပါတင်5ပေါင်း6 6ရဲ့6ရဲ့ပေါင်း2 2ရဲ့1ရဲ့ပေါင်း5 3အဲ့ဒီ3တလုံးပိုင်းကတစ်ပတ်စာအတွက်ဖြစ်တယ်โอเคဒါဆိုရင်ကွန်တို့ဒုတိယတမှုဆက်သွားမယ်ဒုတိယတမှုလဲကွန်တို့ဒီအပေါ်ရဲ့ဖော်မူလာတိုင်းဖြစ်ပါတယ်ဒီမှာကွန်တို့1 8 1 5လေးလုံးပေါင်းချင်းနှစ်ခက်ဟုတ်ပြီ18ပေါင်း9ပေါင်း3 3 5ပေါင်း5ရဲ့နှစ်ခက်ကတော့အဲ့ဒီ3တလုံးပိုင်းကတစ်ပတ်စာအတွက်တော်တော်လေးကိုမှကောင်းတဲ့3တလုံးပိုင်းဖြစ်တယ်နော်ဘာလဲဆိုလို့ရှိရင်ကွန်တို့ဒီမှာကြည့်မယ်နော်10ပိုင်း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 9ပိုင်း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 ဟုတ်ပြီ6ပိုင်း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 3ပိုင်း3ပိုင်း3ပိုင်းကတော့ပတ်ဆက်ဆက်ဒါကစားလို့ရှားပါတယ်နော်โอเคဒီမှာကွယ်ဒေလီနဲ့ရှင်းပြလိုက်မယ်22ရက်6လ2026မှာနော်26ရက်6လ2026ထိနော်ဒီဘက်စာမပြောက်ပတ်တီပတ်စာမပြောပတိယနော်ခွန်တို့ပါလေဟိဆိုလို့ရှင်တုံးပတိနော်တုံးပတိရှေဟုတ်ပြီအရင်ထည့်ပေးလိုက်မယ်10ပတိယနော်အရင်နော်10ပတိယနော်အရင်Yeah. Okay ဒါတော့ခွန်ကိုအမြဲတမ်း line မှာ free RP ရဲ့ချစ်ပွဲနဲ့အကြောင်းမျိုးကြောင့်ခွန်ရှိမှာအဖွဲမဝင်တဲ့ချစ်ပွဲတွေကတော့ဒါသုံးဘက်ပြီးမြေတားလက်ဆောင်ပေးလိုက်ခြင်းဖြစ်ပါတယ်ဟုတ်ပြီနော်အဖွဲဝင်ပြီးတော့နော်အကျွေးကြီးအမျက်ချံလူသေးချစ်ပွဲကြီးအကျွေးကြီးအမျက်ချံကစားရင်းနဲ့ဆိုလို့ရှင်တော့ကွန်ရဲ့ဒီကက်နက်ခက်ကိုကြည့်လို့ရပါတယ်လူကချစ်ပေါ်တွေကဒါထွေထူးပြောပြလို့တော့เนาะသူကတော့အပြတ်တိုင်း sorry သူကတော့အပတ်တိုင်းလာနေကြတိုင်းပဲဖြစ်တယ်ပေါ့နော်โอเคပါဆိုတော့လူအောင်ချစ်ပေါ်တွေကွန်ကိုစောစောလေးဆက်သွဲပြီးလူတိချစ်ပေါ်တွေကွန်တို့တနင်္ဂနွေညနေ9:00နာရီထိုးထိပဲရှာပါမယ်ဗောလေနော်โอเคဆိုတော့ကွဲမှုကိုစာနေဆုံးထိကြည့်ပြီးလို့ကြံနေတဲ့ဟိဆိုလို့ရှင်ကွန်မန့်မှာ share လို့ချက်လောက်မှန်ပြီးပါနော်ချစ်ပေါ်တို့မှန်ချက်ကကွန်တဲ့အာစီတစ်ခွက်ဖြစ်ပါတယ်ဆိုတော့ကွန်တင်လိုက်တဲ့3ပတ်တီနဲ့ရှေ့တီမီမီစင်မြေကံပါစီโอเคပါအားလုံးပဲ bye ပါခင်ဗျာ